ဓာတ်ခွဲခန်းထဲမှာအစိမ့်ငွေ့တွေယိုစိမ့်လာတော့သူ့ရဲ့ကောင်လေးကအန်နာကိုကြံနေတဲ့နောက်ဆုံးဂတ်စ်မျက်နှာဖုံးလေးပေးခဲ့တယ်သူအသက်မထွက်ခင်မှာအန်နာသူ့အပေါ်ဘလောက်တောင်ချစ်လဲဆိုတာသူသိသွားခဲ့တာပေါ့အန်နာကိုအဆုံးမစီရင်အောင်သူကဂတိတစ်ခုတောင်းခဲ့တယ်သူ့ရဲ့ညီလေးကို9နှစ်တိတိစောက်ရှောက်ပေးဖို့ပေါ့ကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အချိန်မှာသူကတော့ဆုံးသွားရှာပြီးအန်နာဟာသူ့လက်ထဲမှာမတ်စုစာတိုလေးတစ်ခုနဲ့အတန်သွင်းဆက်လေးတစ်ခုကိုတွေ့ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအတန်သွင်းဆက်ကအချိန်နဲ့တော့ခတ်ထားတာပါနောက်ထပ်9နှစ်ကြာမှပဲဖွင့်လို့ရမှာလေဒါကြောင့်ဂတိအတိုင်းဖြစ်ဖို့အန်နာဟာသူ့ညီဖြစ်သူဘင်ဂျမင်ရဲ့ကိုရေးကိုရာအတွင်းရေးမှုလုပ်ခဲ့တယ်အဲ့ဒီ9နှစ်အတွင်းမှာဘင်ဂျမင်ဘေးကင်းဖို့အတွက်သူအစွမ်းကုန်လုပ်ပေးခဲ့တာပေါ့သူ့ကိုစားရက်တွေလည်းတောက်ပေးခဲ့တယ်ဘေးအန္တရာယ်တွေကိုလည်းရင်ဆိုင်ပေးခဲ့တယ်နောက်ဆုံးသူ့အတွက်တစားခံအောင်အလုပ်ခံခဲ့သေးတယ်ဘလို့အခက်ခဲမျိုးကိုမဆိုဖြည့်ရှင်းပေးခဲ့ပြီးအရေးပေါ်ဌာနကထွက်လာတာတော့မျက်နှာမပြတ်ပဲအလုပ်ပြန်ဝင်နိုင်ခဲ့တယ်လူတိုင်းကတော့သူဘင်ဂျမင်ကိုအသေးလဲချစ်နေတယ်လို့ပဲထင်နေကြတော့တာပေါ့9နှစ်ပြည့်ဖို့ရက်ပိုင်းလိုမှာပဲအန်နာဟာရုတ်တရက်အလုပ်ထွက်စာတင်လိုက်တယ်နောက်ထပ်3ရက်နေရင်အတန်သွင်းဆက်ကပွင့်တော့မှာလေနောက်3ရက်ဆိုရင်သူ့ကောင်လေးမတည်ခင်မှာပြောချင်ခဲ့တဲ့စကားတွေကိုသူကြားရတော့မယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံး3ရက်အတွင်းမှာပဲသူအသက်ဆုံးရှုံးမှုနှီးပါဖြစ်ခဲ့ရတယ်အဲ့ဒီနေ့ကအန်နာဟာထုံးစံအတိုင်းကုမ္ပဏီကနေထွက်လာခဲ့တဲ့ဆိုင်ကယ်တစ်စီးကသူ့ကိုတိုက်မလို့တော့ဖြစ်သွားသေးတာဆိုင်ကယ်စီးလာတဲ့သူကအုတ်ထုတ်ကိုချုပ်လိုက်တယ်အဲ့ဒါဘင်ဂျမင်ရဲ့ချစ်ဦးသူလင်နာဖြစ်နေတာပေါ့သူကအန်နာဟာဘင်ဂျမင်နောက်မှာအရေးလိုကတ်လိုက်နေတာကိုအမြဲတမ်းမုန်းနေခဲ့တာဘင်ဂျမင်ရောက်လာတဲ့အခါလင်ဒါကတမင်တက်ကြည်ကြပြီးအန်နာရဲ့တလားစာကိုဖျက်ပစ်ဖို့တောင်းဆိုခဲ့တယ်အန်နာကဘာမှအမှားမလုပ်ခဲ့ပါဘူးဒါပေမဲ့လင်နာစိတ်ချမ်းသာဖို့အတွက်ဘင်ဂျမင်ကဘာမှမစင်စားပဲသဘောတူလိုက်တာပေါ့အန်နာကတော့ပြန်ပြီးမငင်းခုန်ခဲ့ပါဘူးလင်ဒါထွက်သွားပြီးတဲ့နောက်မှာသူဟာကျွန်းလေးတစ်ကျွန်းလိုအထီးကျန်သွားတယ်လို့ခံစားလိုက်ရတယ်သူဟာကိုယ့်အတွက်ကိုအသက်ရှင်နေတာမဟုတ်တော့ဘူး9နှစ်တိတိဂတိတီဖို့အတွက်ပဲအာတင်ထားခဲ့တာလေဒါကြောင့်လင်ဒါကသူ့ကိုဘလောက်ပဲပြစ်မှတ်ထားပါစေဘလောက်ပဲအဆက်ခွဲပါစေအန်နာကတော့ပြန်မတုံ့ပြန်ခဲ့ပါဘူးအဲ့ဒီမှာပဲလင်ဒါကစမ်းသက်ချက်အသစ်တစ်ခုကိုကြီးညာလိုက်တယ်ဘင်ဂျမင်ရဲ့အချစ်ကိုတက်တည်ပြဖို့အတွက်သူကစမ်းသပ်မှု69ခုလုပ်ဖို့တောင်းဆိုခဲ့တာပါပထမဆုံးတစ်ခုကတော့ကလပ်တစ်ခုနဲ့အသက်ဆုံးပြီးဆိုင်ကယ်ပြန်ရမှာပေါ့ဘင်ဂျမင်ကသဘောတူတော့မဲ့အချိန်မှာအန်နာကအရှိကိုအရင်တက်လာခဲ့တယ်သူ့ကိုစားသူပဲပြန်ပေးမယ်လို့ပြောခဲ့တာပေါ့ဘင်ဂျမင်ကိုအသက်ရှင်စေချင်လို့လေအဲ့ဒါတည်ဆုံးသွားသူအတွက်သူ့ရဲ့နောက်ဆုံးကတိပဲလေလင်ဒါကတော့သူ့ရဲ့အားနည်းချက်ကိုကောင်းကောင်းကြီးသိမြင်သွားခဲ့တယ်သူကမကောင်းတဲ့စိတ်နဲ့အန်နာကိုဘရိတ်စနစ်ချို့ယွင်းနေတဲ့ဆိုင်ကယ်အနီးလေးပေးစီးခဲ့တာဘင်ဂျမင်ကတော့ခဏလောက်တိုးဆုပ်သွားခဲ့တာပေါ့ပြီးတော့သူဘာမှမပြောဘဲနေခဲ့တယ်ဒီမိန်းကလေးကသူ့အတွက်ဘယ်လောက်ထိလုပ်ပေးနိုင်မလဲဆိုတာသူသိချင်နေခဲ့တာလေအန်နာကတော့အေးအေးဆေးဆေးပဲဆိုင်ကယ်ပေါ်တက်ခွာလိုက်တယ်သူ့နှလုံးသားကတော့တေလူတယောက်လိုအေးဆက်နေပြီပေါ့သူ့စိတ်ထဲမှာတော့သူ့အသက်ဟာလွန်ခဲ့တဲ့9နှစ်ကတည်းကဆုံးရှုံးခဲ့တင်တာပါအဲ့ဒီပြိုင်ကွင်းထဲမှာပေါ့တခြားပြိုင်ဘက်တွေကတမင်တိုက်ကြတာတွေ break ကလည်းဖမ်းမရတာတွေနဲ့ပေါ့အန်နာနဲ့ဆိုင်ကယ်ဟာလမ်းပေါ်ကနေလွင့်ထွက်သွားခဲ့တယ်သူဟာမြေကြီးပေါ်ကိုအရှိန်ပြင်းပြင်းနဲ့ကျသွားခဲ့တာပေါ့သွေးတွေကသူ့ရဲ့ပြိုင်ပွဲဝင်ဝစ်စုံမှာရွှဲနစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဘင်ဂျမင်လည်းထိမ့်မနိုင်ဖြစ်သွားခဲ့တာသူပြေးသွားပြီးသတိလစ်နေတဲ့အန်နာကိုပွေ့ချီထားခဲ့တယ်သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ထိတ်လန့်တကြားနဲ့အော်ဟစ်နေခဲ့တာပေါ့သူဘာလို့ဒီလောက်တောင်ကြောက်နေရလဲဆိုတာသူကိုယ်တိုင်လည်းမသိခဲ့ဘူး9နှစ်ပတ်လုံးသူခိုင်းသမျှလုပ်ပေးတာကိုသူကကျင့်သားရနေခဲ့တာကိုသူကြောင့်နဲ့ဒီမိန်းကလေးတကယ်တည်သွားနိုင်တယ်လို့သူတခါမှမတွေးဘူးခဲ့ဘူးအဲ့ဒီအချိန်မှာပဲလင်ဒါရောက်လာခဲ့တယ်လက်ချောင်းလေးနည်းနည်းပုံးယုံတင်ရှိသေးတယ်သူကတော့ VIP အခန်းလိုချင်တယ်ဆိုပြီးငိုယိုနေတာပြီးတော့ဘင်ဂျမင်ကိုသူ့နားမှာ24နာရီပတ်လုံးရှိနေပေးဖို့တောင်းဆိုခဲ့သေးတယ်ဆေးရုံရဲ့တခြားတစ်ဖက်မှာတော့အန်နာဟာရိုးရိုးခန်းထဲမှာတယောက်တည်းလဲလျောင်းနေခဲ့ရတဲ့အုံနောက်လည်းပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့တာလေဒဏ်ရာတွေလည်းအများကြီးရခဲ့ပြီးတလားတီတီဆေးရုံတက်ဖို့လိုအပ်သွားခဲ့တယ်ဘင်ဂျမင်ဟာစိတ်နှစ်ခွဖြစ်နေခဲ့ရတယ်လင်ဒါရဲ့အတိတ်ပဲမရှိတဲ့တောင်းဆိုမှုတွေကိုသူဖြေရှင်းဖို့ကြိုးစားနေခဲ့တာပေါ့တစ်ဖက်မှာလည်းအန်နာကိုဘာကြောင့်မှမသိပဲအရန်တွေ့ချင်နေခဲ့တာသူနှင်းစီပန်းစီတောင်ဝဲလာခဲ့သေးတယ်ဒါပေမဲ့လူနာခန်းအပြင်မှာပဲလင်ဒါကသူ့ကိုတားဆီးလိုက်တာပေါ့အန်နာအတွက်ဝဲလာတဲ့ပန်းတွေကိုသူကပဲယူလိုက်တယ်ပြီးတော့အောင်နိုင်သူတယောက်လိုပြုံးနေခဲ့တာပေါ့အဲ့ဒီမြင်ကွင်းကိုဆေးရုံပြတင်းပေါက်ကနေမြင်လိုက်ရတယ်အန်နာဟာတယောက်တည်းရက်နေရင်အားလုံးကိုတိတ်တဆိတ်ကြည့်နေခဲ့တာပါဘင်ဂျမင်ဟာသူ့စိတ်ထဲမှာတခါမှမခံစားဘူးတဲ့စိတ်တူမှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတယ်လင်ဒါရဲ့ဒုတိယမြောက်စမ်းသပ်ချက်ကလည်းချက်ချင်းပဲရောက်လာခဲ့တာပေါ့သူကအဲ့ဒီနေ့မှာပဲထွက်တယ်လာဘူးအယုတ်အကန့်အသတ်ထုတ်6ရုပ်ကိုလိုချင်တာတဲ့လူတယောက်ကိုတရုပ်ပဲဝယ်လို့ရတယ်ဆိုတာသူသိပြီးသားပါအနာတန်ရာအပြင်းထန်ရထားတယ်ဆိုတာကိုလည်းသူသိနေတာပေါ့ပြီးတော့ပင်ပန်းမလုပ်ဖို့လဲတားမြစ်ထားတာလေသူဟာသူ့ရဲ့ပြိုင်ဘက်ကိုအတင်းအကျပ်မောင်းထုတ်နေတာပါပဲကုံတိုက်မှာဆိုရင်ဆိုင်တိုင်းမှာလူတွေအပြည့်ပဲအန်နာဟာဒဏ်ရာတွေနဲ့သူ့ခန္ဓာကိုယ်ကိုလူတန်းကြီးထဲမှာအနိုင်ဆွဲခေါ်သွားခဲ့ရတယ်ဝယ်လို့ရတဲ့အရေးအတွက်ကန့်သက်ချက်ကိုရှင်းပြဖို့သူဘင်ဂျမင်ကိုဖုံးဆက်ခဲ့တယ်တစ်ဖက်ကနေပြန်ထူးတဲ့အတန်ကလင်ဒါရဲ့အတန်ဖြစ်နေတာပေါ့လင်ဒါကဘင်ဂျမင်ကိုရွေးချယ်ခိုင်းခဲ့တယ်အန်နာကိုချစ်နေမိပြီဆိုတာကိုဝန်ခံမလားပေါ့အဲ့ဒါဆိုရင်သူချက်ချင်းပြက်ကွယ်ပေးမယ်ဒါမှမဟုတ်ရင်အန်နာကိုအလုပ်ပြီးအောင်အတင်းခိုင်းမလားပေါ့ဘင်ဂျမင်ရဲ့စိတ်တွေဗလာဖြစ်သွားခဲ့ရတယ်အဲ့ဒီနောက်မှာပဲဖုန်းထဲကနေလူတွေအော်ဟစ်တန်ကိုသူကြားလိုက်ရတာပေါ့အန်နာမေးလဲသွားခဲ့ပြီးသူ့ကောင်းကဒဏ်ရာကလည်းပြန်ပွင့်သွားခဲ့တာလေသူ့နှလုံးသားကစစ်ခတ်နဲ့အောင့်သွားခဲ့ပေမဲ့သူဝန်မခံနိုင်ခဲ့ဘူးသူအမြဲတမ်းအရေးလိုပဲတတ်မှတ်ထားတဲ့သူတယောက်ပေါ်မှာစိတ်ရှိနေတယ်ဆိုတာကိုသူဝန်မခံချင်ခဲ့တာအန်နာဟာနာကျင်မှုတွေနဲ့နိုးလာခဲ့တယ်ဒါပေမဲ့သူအဲ့ဒီနာကျင်မှုကိုဂရုမစိုက်နိုင်ခဲ့ပါဘူးအလုပ်ပြီးမပြီးဆိုတာကိုပဲသူစိတ်ပူနေခဲ့တာသူဟာကိုအတင်းထူပြီးထလာခဲ့တယ်ဆိုင်တဆိုင်ပြီးတဆိုင်သွားခဲ့ပေမဲ့လင်ဒါကတော့ပိုပြီးဆိုးဝါးတွေလှုပ်လာခဲ့ပြန်တယ်သူကနောက်ဆုံးစမ်းသပ်ချက်ကိုကြီးညာလိုက်တဲ့လူအများကြီးရှိတဲ့နေရာမှာအန်နာကိုဒူးထောက်ခိုင်းတာပေါ့ပြီးတော့ကျွန်တော်ဟာလူတယောက်ပါလို့အခါ1000အောက်ခိုင်းခဲ့တယ်တခုလုံးကိုလည်းဗီဒီယိုရိုက်ခိုင်းထားတာပေါ့ဘင်ဂျမင်ကအဲ့ဒီအမိန့်ကိုလက်ဆင့်ကမ်းပေးခဲ့ပြီးလက်သီးကိုတင်းဆုပ်ထားခဲ့တယ်သူ့စိတ်ထဲမှာတော့အန်နာကိုညှင်းလိုက်ဖို့အော်ဟစ်နေခဲ့တာပါသူသာညှင်းလိုက်မယ်ဆိုရင်သူ့မှာအကြောင်းပြချက်တစ်ခုရှိသွားပြီလေသူ့ကဘာထဲကနေသူ့ကိုမောင်းထုတ်
ဖို့အတွက်ပေါ့ဖုန်းလိုင်းကတော့တိတ်ဆိတ်သွားခဲ့တယ်အဲ့ဒီနောက်အန်နာကကျွန်တော်သာညင်းလိုက်ရင်ရောက်လို့တိုးလေးမေးခဲ့တယ်လင်ဒါကဖုန်းကိုလူယူပြီးပျောက်သွားလိုက်တော့လို့အော်ဟစ်လိုက်တာပေါ့အားလုံးကတော့အန်နာတူးထောက်လိုက်မယ်လို့ထင်နေကြတာဒါပေမဲ့အဲ့ဒီအစာဖုန်းထဲကနေရေတံမဲထွက်လာခဲ့တဲ့အချစ်တွေလည်းမရှိတော့ဘူးအမုန်းတွေလည်းမရှိတော့ပါဘူးအဆုံးမဲ့ဝမ်းနည်းမှုတွေနဲ့လွတ်မြောက်သွားခြင်းပဲရှိတော့တာပေါ့အန်နာဟာခေါင်းကိုမောလိုက်တဲ့အချိန်တွေကိုဖျက်ကျော်ပြီးစကားပြောနေတယ်လို့မျိုးပေါ့လွန်ခဲ့တဲ့9နှစ်ကတည်ဆုံးသွားခဲ့တဲ့လူသားစီကိုပေါ့သူ့ကို9နှစ်တိတိဆောက်ရှောက်ပေးဖို့ကျွန်တော်ကိုကတိတောင်းခဲ့တယ်လေဒါပေမဲ့သူကဒီလိုလူရုပ်မှတယောက်ဖြစ်လာလိမ့်မယ်လို့ရောရှင်ထင်ခဲ့မိလားသူဟာအရှက်ရစေမဲ့စကားတွေကိုအခါတောင်းပြောပြီးသွားပြီးအခုဆိုရင်ဒူးထောက်ဖို့9နာရီပဲကျန်တော့တယ်လေလင်ဒါအတွက်တော့ဒါကစိတ်မနှက်နဲ့ဖြောပြမှုတစ်ခုပါအန်နာအတွက်ကတော့ဒါဟာနောက်ထပ်အလုပ်တစ်ခုပဲလေပြက်ကလေးဘော်ကနောက်ထပ်နေ့တစ်နေ့ကိုချစ်ထုတ်လိုက်ပြီး9နှစ်ကြာကတိတီးဖို့အတွက်နောက်ထပ်တစ်ရက်ပဲကျန်တော့တာပေါ့